ကဲ secret တလိုက်ကကျွန်မလဝါကစုပ်ယူထားတဲ့ဒီနေရာကနေဒီမှာကြည့်နော်ဖြည်းဖြည်းချင်းတိုက်လိုက်ဖောက်ဝင်သွားပြီးပျောက်သွားပါလိမ့်မယ်ကဲဒါဘယ်လိုလုပ်သွားတာလဲလာကျွန်မတို့ဆက်ပြီးအားလုံးကိုတိုက်ရိုက်တင်ပေးမယ်နော်တကယ်တော့ကျွန်မတို့ရဲ့ဒီ secret ကမျက်လက်ပစ္စည်း secret ပါဒီမှာကြည့်သူ့အောက်မှာတားရည်ကွင်းလေးချိတ်ထားတယ်ဒီတားရည်ကွင်းကကျွန်မတို့ခါဘက်မှာချိတ်ထားတာပါပြီးတော့ဒါကလှုပ်ရှားလို့ရတဲ့အဆွေလေးပါအဲ့ဒါဆိုဒီလိုဖောက်ဝင်တယ်လို့လှုပ်တဲ့အခါကြည့်နော်ရှေ့ကကြည့်ရင်ဒီလိုပုံစံနောက်ကကြည့်ရင်တကယ်တော့ဒီလိုပုံစံပါလက်လွတ်လိုက်တာနဲ့သူကအမြန်ပြန်ကန်ထွက်သွားတာပါလာကျွန်မတို့နောက်ထပ်အမိုက်စားမျက်လက်တခုထပ်ပြမယ်နော်ဒီမှာကြည့်ကျွန်မလက်ထဲမှာဖန်ဘူးလင်းတစ်လုံးရှိတယ်ဟုတ်တယ်မလားလာကျွန်မတို့ကြက်ဥတစ်လုံးယူလိုက်မယ်ဒီကြက်ဥကိုဘူးလင်းအောက်ခြေကနေကစားမယ်ဒီမှာကြည့်1 2 3လာကြက်ဥကဘူးလင်းတဲကိုတိုက်ရိုက်ဖောက်ဝင်သွားပါပြီဘူးလင်းအောက်ခြေရောဘူးလင်းဝေါ်ရောဘာပြဿနာမှမရှိပါဘူးကဲဒါဘယ်လိုလုပ်သွားတာလဲလာကျွန်မတို့ဆက်ပြီးအားလုံးကိုတိုက်ရိုက်တင်ပေးမယ်နော်အားလုံးပဲကျွန်မကိုအသေးလေးတွေပေးပြီးအားပေးကြပါအောင်နော်တကယ်တော့ကျွန်မတို့ကြက်ဥငငုံပြင်ဆင်ထားဖို့လိုပါတယ်အဲ့ဒီထဲကကြက်ဥတစ်လုံးရဲ့ဗိုက်နေရာမှာအပေါက်ဖောက်ပြီးအထဲမှာတန်လိုက်ဒုံမဟမ်တန်ဒုံလေးထည့်လို့ရပါတယ်ပြီးရင်ဘူးလင်းဝါကနေထည့်လိုက်မယ်ပြီးတော့ကျွန်မတို့လက်ထဲမှာတန်လိုက်ပြားလေးတစ်ခုထားမယ်ဒီကြက်ဥကိုဘူးလင်းဘေးမှာဒီလိုကတ်ထားလိုက်မယ်ကျွန်မတို့လက်နဲ့ဒီလိုကာထားလိုက်တော့ဟုတ်တယ်မလားရှင်လို့မြင်ရမှာမဟုတ်ဘူးရှင်လို့ကကျွန်မလက်ထဲမှာဘူးလင်းကြိုက်ထားတယ်လို့ပဲမြင်ရမှာတကယ်တော့ဘူးလင်းထဲမှာကြက်ဥတစ်လုံးရှိနေပြီဒါပါအဲ့ဒါဆိုကျွန်မကဒီကြက်ဥကို right ထည့်လိုက်မယ်အချိန်မှာဒီမှာကြည့်1 2 3မြင်လားဖြည်းဖြည်းလေး right လိုက်တာနဲ့ဘူးလင်းထဲကဟာကပြုတ်ကျသွားလေကြက်ဥကဘူးလင်းအောက်ခြေကနေတကယ်ဖောက်ဝင်သွားတယ်လို့မျိုးမျက်လည်ဖြစ်သွားတာပါဟိုကြက်ဥကပဲရောက်သွားလဲဆိုတော့ဒီနေရာမှာပါရှင်တို့တတ်သွားကြပြီလားကျွန်မကို follow လုပ်ထားပါကျွန်မတို့နေ့တိုင်းမျက်လည်တစ်ကွက်ထင်ကြမယ်ဟုတ်ကဲ့နောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြမယ်ကျွန်တော်ကတော့တင်ဆက်သူကိုကောင်းကြော်ပါ